ကသူတို့နှစ်ယောက်ကိုလှည့်မကြည့်အားဘူးသွားဖောက်ဆက်ကိုယူပြီးအမွှတွေနဲ့ချစ်ပြားပေါ်ကပျက်စီးနေတဲ့နေရာတွေကိုပြုပြင်လိုက်တယ်ဒီလုပ်ငန်းစဉ်ကတဲယိုထက်ရီယွန်နဲ့ဘင်းဆေဖ်ကိုအစိတ်အပိုင်းတွေကိုပြင်ဆင်တာနဲ့အတူတူလောက်ပါပဲဒါပေမဲ့သုံးတဲ့ပစ္စည်းကတော့ကွာခြားတဲ့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့လျှက်စစ်မီးပွားလေးတွေဟာအဖျားကနေချစ်ပြားလမ်းကြောင်းပေါ်ကိုတိတိကျကျရောက်သွားပြီးပျက်စီးနေတဲ့နေရာတိုင်းကိုပြင်ဆင်ပေးနေတယ်ဒါကလူလုံးနိုင်တဲ့အရာလားရပြီချစ်ပြားပြန်ယူသွားတော့ဒီတစ်ခါတော့ခင်ဗျားတို့ကိုပိုက်ဆံထက်မတောင်းတော့ဘူးအခုဆိုရင်ကျရက်ထိုးရိုတဲ့ဂျိမ်းမန်ဆဲဆေကပိုပြီးတည်ငြိမ်သွားပြီးဇရယ်ဖြစ်နိုင်ခြေကိုလည်းတီအိုရီကနောက်ထပ်အဆင့်တကနေနှစ်ဆင့်အထိရှော့ချပေးနိုင်တယ်ဘလောက်အတိအကျလဲဆိုတာတော့ကျုပ်တေချာမတွက်ထားဘူးခင်ဗျားတို့ဘာသာပြန်စမ်းသက်ကြည့်ကြကျိုးတဲ့ဟောက်တယောက်ထပ်ပြီးဒေးမခံနိုင်တော့ဘူးမျက်လုံးပြူးဒုခွေကြပြီးတဲ့ကြီးကိုမေးလဲကြသွားတော့တယ်အခြားတစ်ဖက်မှာတော့အင်းဆဲတဲ့ခေါပိုးကိုဖက်ဆဲဆိုရဲ့အမတ်တက်တန့်စင်ခန်းခက်ဆွေဗတ်ဟေးလက်ခွဲခန်းထဲမှာလူတွေအလုရှုံနေကြတယ်လူတိုင်းရဲ့မျက်နှာကတည်တင်းနေပြီးစစ်ပွဲတပွဲဆင်နွှဲနေတယ်လို့ပဲရိုးရိုးတန်ကြံရဲ့ချီအလွာညီညာမှုစစ်ဆေးပြီးပါပြီဒွဲကခွင့်ပြုထားတဲ့ကန့်သက်ချက်အတွင်းမှာပဲရှိပါတယ်ဘင်းနေတာခဲဖုန်းမှန်ကန်ပါတယ်ပြမတိကျမှုတည်တိုးလာပါတယ်ကိုတာတီနှိတ်တွေကိုပြန်လဲတွက်ချက်နေပါတယ်ဝေးရင်ကစင်ပွန်လေဖီအားတည်ငြိမ်ပါတယ်တတ်မှတ်ထားတဲ့တန်ဖိုးကိုရောက်ရှိသွားပါပြီအစီရင်ခံတင်ပြတဲ့အတန်တွေကစက်တိုက်ထွက်ပေါ်နေပြီးအတန်တိုင်းမှာအလောတကြီးဖြစ်နေတာတွေပါနေတယ်အင်ဂျင်နီယာချုပ်ဟဲကြီးဟင်ဟာမျက်နှာပြင်ကြီးကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတယ်ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့သူကရေရွတ်လိုက်တယ်နားချက်ထဲကနေစက်တိုက်ထွက်ပေါ်လာတဲ့အတန်တွေကိုကြားနေရပြီးရာခိုင်နှုန်းတမတ်တိုးတက်လာတာကအယုတ်တိအကင်းမဲ့ဆုံးစမ်းသက်ချက်တစ်ခုဖြစ်နေတယ်ဒီရာသာတကယ်ဒီရှိကြောင်းအတည်ပြုနိုင်ရင်တရုတ်နိုင်ငံဟာအခုအချိန်ကစပြီးဒေးယိုထက်ရီယွန်သားစက်တွေရဲ့တိကျမှုမှာနိုင်ငံတကာကိုအပြတ်အသက်ကြော်တက်သွားနိုင်ပြီးဒါရိုက်တာကြီးအသားကျအောင်နေရမယ်ဒါကသူထေးရဲ့ပုံမှန်လုပ်ရိုးလုပ်စင်ပဲပုံမှန်လုပ်ရိုးလုပ်စင်ရှောင်းရွှဲမင်းတီလာဒီလုပ်ငန်းစဉ်ကငါ့ကိုဘယ်လောက်ထိထိုးနှက်လိုက်လဲဆိုတာငါတို့အင်းဆဲတဲ့ခက်ဖို့ဖြစ်စေဆိုတခုလုံးကကျွမ်းကျင်ပညာရှင်ရာပေါင်းများစွာအချိန်တွေအများကြီးပေးပြီးမဖြေရှင်းနိုင်ခဲ့တဲ့ပြဿနာကိုသူကပြက်နေတဲ့သွားဖောက်ဆက်ရဲ့စံပင်ညက်ကလေးလေးရဲ့နဲ့ဖြေရှင်းလိုက်တယ်ကွာဟေကြီးဟင်ကအခက်သေးသေးကနေတဆင့်နောက်ဆုံးမင်းကိုပေးလိုက်တယ်အဲ့ဒီနောက်တိုးရင်းတဲ့အတန်လေးတစ်ခုထွက်ပေါ်လာပြီးတဲယိုထက်ရီယွန်နဲ့ပင်းဆေဖို့စတင်လေပတ်ပါတော့တယ်အားလုံးအသက်အောင်ထားကြတယ်အောင်မြင်မှုဒါမှမဟုတ်ကြာရှုံးမှုကဒီတစ်ချက်ပေါ်မှာပဲမူတည်နေတဲ့ဒေတာတွေကမျက်နှာပြင်ကြီးပေါ်မှာယူသွတ်စွာပြေးလွှားနေပြီးစာလုံးတစ်လုံးချင်းစီကလူတိုင်းရဲ့နှလုံးသားကိုအရှိန်ဟုန်နဲ့ခုန်စေတယ်ပေါ်လွင်နေရှင်းလင်းတဲ့အချောက်ခံတာလဲအကောင်းဆုံးပဲအစင်တိုင်းကဖက်စာအုပ်တွေတဲကလို့စံပြဖြစ်ပြီးပြည်စုံနေတယ်လူများကြီးရဲ့မျောလင်းချက်တွေတည်ဆောင်ထားတဲ့အေးချို့ကိုစက်ရုပ်လက်တံကနေတဆင့်စစ်ဆေးရေးစင်မြင့်ပေါ်ပို့ဆောင်လိုက်ချိန်မှာဟေကြီးဟင်ရဲ့နှလုံးခုန်တန်ရက်တက်မတက်ဖြစ်သွားတယ်ယူနစ်ပရောဂျက်အားလုံးပုံမှန်ပါပဲဖွဲ့စည်းတည်ဆောက်ပုံပြည်စုံတဲ့လက်တွေ့တိကျမှုကရခင်ကထက်တဒသမနှစ်ဤတိုးတက်လာပါတယ်လက်ခွဲခန်းတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားပြီးလူတိုင်းကတစ်သားရုပ်တွေလိုငြိမ်သက်သွားကြတယ်အောင်မြင်သွားပြီငါတို့အောင်မြင်သွားပြီကြားရည်ငါအိမ်မက်နေတာမဟုတ်ပါဘူးနော်လူတွေအားလုံးရေမောနေကြပေမဲ့မျက်ရည်တွေကတော့စမ်းရည်လိုစီးကြနေတယ်ဟဲကြီးဟင်ကမျက်နှာပြင်ပေါ်ကတဒသမနှစ်ရေးဆိုတဲ့ကနန်းကိုကြောင်ကြည့်နေပြီးခန္ဓာကိုယ်ကလည်းတဆက်ဆက်တုံရီနေတယ်နှစ်ပေါင်းများစွာစာတွေတင်ယူလာခဲ့ရတဲ့ပညာရက်တွေကအိမ်သုံးပစ္စည်းပြင်တဲ့လူတစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့်အရှက်ရစရာဖြစ်သွားပြီးတစ်ချိန်တည်းမှာပဲတရုတ်နိုင်ငံအထက်လူကြီးတွေရဲ့အစည်းအဝေးခန်းမထဲမှာလေထုကအနှဲငယ်လေးလံနေတဲ့10မီတာလောက်ရှည်တဲ့စားပွဲကြီးမှာလူတွေအပြည့်ထိုင်နေပြီးသူတို့တွေဟာလက်ရှိတရုတ်နိုင်ငံရဲ့ဩဇာအရှိဆုံးသိပ္ပံပညာရှင်တွေဖြစ်ကြတယ်ကျိုးတဲ့ဟောက်ရဲ့အစီရင်ခံစာကိုအားလုံးဖတ်ပြီးကြပြီမလားကို့အမြင်တွေကိုပြောကြပါဦးစုံမင်ယွန်ကစားပွဲကိုခောက်ရင်းဒေါသတန်ဆွတ်ကပြောလိုက်တယ်လူတိုင်းရဲ့စားပွဲပေါ်မှာအင်းဆဲတဲ့ခေါက်ဖို့ဆိုအက်ဆယ်ဆိုရဲ့တတမမြောက်သူတေသနဌာနခွဲကပေးပို့လာတဲ့နောက်ဆုံးပေါ်အစီရင်ခံစာတဲ့စောင့်စီရှိနေတယ်ဘာများပြောစရာရှိသေးလို့လဲကျိုးတဲ့ဟောက်ကရန်ကားနေတာပဲအခုနှစ်တဲ့ထက်ရီယွန်နဲ့ဘေးဆေဖို့ကေဘရီဆက်အေးဆိုတာအဓိကကြတဲ့အထက်ကမှအဓိကပဲကဘာပေါ်မှာတောင်ပြင်နိုင်တဲ့နိုင်ငံလက်ချိုးရည်လို့ရတယ်အဲ့ဒါကိုသူကအိမ်သုံးပစ္စည်းပြင်ဆိုင်ကိုတွားပြင်ခိုင်းနေတယ်လားတဲ့ထက်ရီယွန်နဲ့ဘေးဆေဖို့ကိုရုံမြင့်တန်ကြားဆက်လို့များထင်နေလားအဖိုးကြီးရန်ကစားပွဲကိုလိုက်ပြီးဒေါသတက်ကြီးမတက်ရက်လိုက်တယ်အဖိုးရန်ရဲ့အမြင်ကိုကျွန်တော်ထောက်ခံတဲ့အစီရင်ခံစာထဲမှာဘာတွေရေးထားလဲဘိုးစင်ပေါင်ဆက်လက်ရအရက်ထဲကပညာရှင်တဲ့သူကတိုင်းဝတ္ထုရေးနေတယ်များမှတ်နေလားကျိုးတဲ့ဟောက်ကဖီအားတွေများလုံးလို့စိတ်ကြောင်ကရန်ဖြစ်နေပြီးထင်တဲ့အနောက်နိုင်ငံတွေရဲ့ဖိနှိပ်မှုကိုနှစ်ပေါင်းများစွာခံလာရတော့အားလုံးစိတ်ပူနေကြတာနားလည်ပေးလို့ရပါတယ်ဒါပေမဲ့ဒီလိုအချိန်မျိုးမှာပို့ပြီးခေါင်းအေးထားဖို့လိုတယ်အခုကျိုးတဲ့ဟောက်ကလိန်လေတင်ပြနေတာဒါကရိုးရှင်းတဲ့တာဝန်မဲ့မှုတင်မဟုတ်တော့ဘူးကြီးလေးတဲ့စီကံဖောက်ဖျက်မှုပဲအစည်းအဝေးခန်းမထဲကလေထုကပို့ပြီးလေးလံလာတဲ့လူတိုင်းရဲ့သဘောထားကအန်တော့စရာကောင်းလောက်အောင်တသဘောတည်းဖြစ်နေကြတယ်စုံမင်ယွန်ကအားလုံးရဲ့ဆွေးနွေးချက်တွေကိုနားထောင်ရင်းမျက်မှောင်ကျုပ်တာပိုနဲ့လာတဲ့ကျိုးတဲ့ဟောက်ဆိုတာအလွန်စိတ်ဆက်တေချတဲ့သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီးဘယ်တော့မှပေါက်ကြားလျှောက်ပြောမဲ့သူမဟုတ်ဘူးဆိုတာသူသိတယ်ဒါရိုက်တာကျိုးတဲ့ဟောက်ရဲ့သူတေသနနယ်ဘဲကစွမ်းဆောင်ရည်တွေကိုအားလုံးမျက်မြင်ကိုယ်တွေ့ပဲဒါကြောင့်ဒီကိစ္စမှာတခြားအကြောင်းရင်းတစ်ခုခုရှိနေနိုင်တယ်ဘာအကြောင်းရင်းရှိနိုင်မှာလဲအကြီးမားဆုံးအကြောင်းရင်းကဒီအစီရင်ခံစာကိုယ်တိုင်ပဲတတမမြောက်သူတေသနဌာနခွဲရဲ့ project အားလုံးကိုချက်ချင်းရပ်ပစ်ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့စေလွတ်တင်တယ်လို့ကျွန်တော်ထင်တယ်ထောက်ခံပါတယ်ကျွန်တော်လည်းထောက်ခံတယ်အဲ့ဒီအချိန်မှာပဲအစည်းအဝေးခန်းတကားခောက်တန်ကြားလိုက်ရပြီးတကားဝက်ကအတွင်းရေးမှူးလေးဟာစိုးရိမ်တကြီးနဲ့မျက်နှာတွေနေရဲနေတယ်ဝင်ကြီးဆုံးတတမမြောက်သူတေသနဌာနခွဲကနောက်ထပ်အရေးပေါ်အစီရင်ခံစာတစ်စောင်ထပ်ပို့လာပါတယ်ကျိုးတဲ့ဟောက်ပါပဲသူမပြီးနိုင်တော့ဘူးလားနောက်အစီရင်ခံစာကြရင်သူ adhesive စက်ရုပ်ကြီးတိဆောက်လိုက်ပြီလို့များပြောမလားမသိဘူးအဖိုးရန်ကအေးဆက်ဆက်နာခေါင်းရှုံးလိုက်ပြီးမျက်နှာကပိုဆိုးလာတယ်အစီရင်ခံစာအရတတမမြောက်သူတေသနဌာနခွဲကအခုလေးတင်ချစ်ပြမျိုးစားတစ်ခုကိုတီထွင်လိုက်ပါပြီစံချိန်စံညွှန်းအစ်စ်ကိုအသုံးပြုထားတာပါစံချိန်စံညွှန်းအစ်စ်ကဘလောက်တောင်အစ်စ်ဖြစ်နေလို့လဲအရင်ကထက်တိကျမှုကရာခိုင်နှုန်းတမတ်တီပိုတိုးလာပါတယ်စကားတန်ဆုံးတာနဲ့အစည်းအဝေးခန်းမတစ်ခုလုံးချက်ချင်းတိတ်ဆိတ်သွားတယ်အဲ့ဒီနောက်လေထုကချက်ချင်းပေါက်ကွဲသွားတယ်ရာခိုင်နှုန်းတမတ်ဒါကဘလို့အတိတ်ပဲလဲအစီရင်ခံစာကိုမြင်မြန်ပေးစမ်းအဖိုးရန်ကလျက်တပြက်ပြေးသွားပြီးအစီရင်ခံစာကိုဆွဲယူလိုက်တယ်တေချာဖက်ကြည့်ပြီးနောက်သူတကိုယ်လုံးတဆက်ဆက်တုံလီလာတယ်ဘာဖြစ်လို့လဲအဖိုးရန်
အဆင်ပြေရဲ့လားဒီ data တွေကပြဿနာမရှိဘူးဒါပေမဲ့ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလူတွေကလိမ့်ချင်လိမ့်မယ်ဒါပေမဲ့ data တွေကလိမ်လို့မရဘူးစုံမင်ယွမ်ကလူတွေရဲ့ညှင်းခုန်တန်တွေကိုဘယူးမဆိုင်အားပဲအစီရင်ခံစာကိုအလောတကြီးယူပြီးအသေးစိတ်ဖတ်ကြည့်လိုက်တဲ့ခဏအကြာမှာတော့သူ့ရဲ့အကြည့်တွေကတဒသမနှစ်ဆိုတဲ့တိုးတက်လာတဲ့ရာခိုင်နှုန်းနဲ့ချစ်ပြအစ်စ်ဆိုတဲ့စာသားတွေပေါ်မှာအဖန်ဖန်ရက်တက်နေခဲ့တယ်လူကြီးမင်းတို့ဒီအစီရင်ခံစာက data တွေကအဖြစ်ပြောစရာမရှိဘူးဒါကကျိုးတဲ့ဟောက်ရဲ့အစီရင်ခံစာဟာလုံးဝအတူမဟုတ်ဘူးဆိုတာကိုသက်သေပြနေတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီပြင်ဆိုင်လေးစီမှာဖြစ်နေတာစုံမင်ယွမ်ကအသက်ကိုပြင်းပြင်းရှူလိုက်တဲ့သူ့ရဲ့မျက်နှာမှာအဟံဝမ်းသာမှုတွေရှိနေပေမဲ့ပဟေဒီဖြစ်မှုတွေကပုံများနေတယ်အိမ်သုံးပစ္စည်းပြင်တဲ့အရက်ထဲကပညာရှင်လားဘိုးစင်ပေါင်ဆက်လက်ရလားဒီစာသားတွေကပုံမှန်လိုပါပဲဒါပေမဲ့သူလိုအိမ်သုံးပစ္စည်းပြင်တဲ့သူက Dejuterion နဲ့ Besevo ကိုပြင်နိုင်နေတဲ့လားအရေးကြီးဆုံးကသူတကယ်ပြင်နိုင်ခဲ့တာပဲဝင်ကြီးဆုံးဒါတကယ်မဟုတ်ဘူးလို့ကျွန်တော်ခံစားနေရတယ်သူတို့အရင်ကစူဆောင်းထားတဲ့အရာတစ်ခုခုကအထွတ်အထိပ်ကိုရောက်နေပြီးတိုက်ဆိုင်မှုတစ်ခုကြောင့်အောင်မြင်သွားတာများလားတိုက်ဆိုင်မှုအဲ့ဒါက Dejuterion နဲ့ Besevo Deju လေအိမ်သုံးပစ္စည်းပြင်ဆိုင်လေးတစ်ခုကနေဘယ်လိုလုပ်ထွက်ပေါ်လာနိုင်မှာလဲငါတို့ဒီအိမ်သုံးပစ္စည်းပြင်ဆိုင်လေးအကြောင်းကိုတေချာပေါက်စုံစမ်းရမယ်ရှောင်းလီလူနှဲငယ်လောက်စီစဉ်ပေးပါဒီပြင်ဆိုင်လေးကိုတွားရှာကြစမ်းတကယ်ရောဒီလိုနေရာမျိုးရှိသလားဆိုတာတွားကြည့်ကြမှတ်ထားနော်တေချာပေါက်ဂယုဆိုင်ချက်နောက်တနေ့မှာကျုပ်စိတ်ကိုနည်းနည်းပြန်ငြိမ်အောင်ထားပြီးမှဆိုင်တကားကိုပြန်ဖွင့်လိုက်တယ်မနေ့ကကျိုးတဲ့ဟောက်ကျုပ်ဆိုင်ထဲမှာတင်တန်းပြီးမေးလဲသွားလို့လူနာတင်ရင်မြင်ရောက်လာလို့တော့သေးတယ်မဟုတ်ရင်ကျုပ်ရှာထားတဲ့ရွယ်နှဲငယ်လေးတောင်ယော်လိုက်ရနိုင်တယ်အဲ့ဒီအချိန်မှာလူလက်ပိုင်းရွယ်အမျိုးသား2ယောက်ဆိုင်ထဲတန်းဝင်လာတဲ့ညီကို2ယောက်လုံးကိုဟန်မက်မက်နဲ့ဝတ်စားဆင်ရင်မှုကတာမန်ရက်သားတွေနဲ့တူပေမဲ့သူတို့ရဲ့တကူလုံးကထွက်ပေါ်နေတဲ့အငွေ့အသက်တွေကတာမန်လူတွေနဲ့လုံးဝမတူဘူးမျက်နှာပေါ်မှာစုံထောက်လို့မရေးထားယုံတမယ်ပဲမင်းတို့2ယောက်ကသူ့ရှိုစကားလာရိုက်နေတာလားလို့တောင်တွေးမိတယ်သူတို့2ယောက်ဆိုင်ထဲရောက်တာနဲ့ပတ်ဝန်းကျင်ကိုတန်းပြီးအကဲခတ်ကြတယ်ပစ္စည်းလာပြင်းတဲ့ပုံစံနဲ့လုံးဝမတူဘူးဟိုက်ရှာမနေ့ကမှတယောက်ကိုပြန်လွတ်လိုက်ရတာဒီနေ့2ယောက်တောင်ထက်ရောက်လာပြန်ပြီးသူသေးဆိုင်လေးခုမှဖွင့်တာလားဖွင့်တာပေါ့သူသေး2ယောက်ဘာများလာပြင်မလို့လဲနိုင်ငံခြားဖြစ်အဝတ်လျှော်ဆက်လဲမနေလို့လားဒါမှမဟုတ်တကားနှစ်ပေါက်ပါရေခဲတစ်တာအေးမလာလို့လားသူသေးဒီပစ္စည်းလေးပြင်လို့ရမလားကြည့်ပေးပါဦးလူတယောက်ကစားပွဲပေါ်ကိုပစ္စည်းသေးသေးလေးတစ်ခုတင်လိုက်တယ်အဲ့ဒီပစ္စည်းက4000ပုံစံလေးဖြစ်ပြီးတန်ဖိုးကြီးတဲ့ထုတ်ပိုးမှုမျိုးဘာမှမရှိဘူးဒါပါပစ္စည်းလေးခေဟောင်းသေးရဲ့3လားဒါမှမဟုတ်ခေဟောင်းသေးကိုရိုဖချာလားဟုတ်တယ်ဒါကခေဟောင်းတချင်းဖွင့်ဆက်သေးရဲ့3လေးတူသေးပြင်နိုင်မလားတချင်းဖွင့်ဆက်ခင်ဗျားတို့တချင်းဖွင့်ဆက်ကဒီပုံစံကြီးလားတကယ်တရေလာချောင်းနေတာပဲဒီပစ္စည်းကကြည့်ရတာနှစ်တော်ကြာနေတဲ့ပုံပဲသူတို့ညီအကို2ယောက်ဆိုင်ထဲဝင်လာကြတဲ့ကသူတို့စီမှာပါတဲ့လျှက်စစ်ပစ္စည်းတွေအကုန်လုံးကိုကျုံမျက်လုံးထဲမှာအကုန်သိမ်းကျုံကြည့်ပြီးသွားပြီးအခုကျုပ်ရှိမှရှိတဲ့ဒီပစ္စည်းကရိုသာလာတဲ့ဥစ္စာအတန်ကျတဲ့ overrealizer organize စစ်ပတ်3ရှိုးဝက်ကုတ်ကိရိယာခိုးနာထောင်ဆက်လို့ခေါ်တဲ့ပြရတဲ့အကြောင်းရင်းကပုံမှန်မဟုတ်ပဲမိဖြတ်လိုက်လို့လုံခြုံရေးစနစ်လော့ကျသွားတာပဲဒီညီကို2ယောက်ကတကယ်ပဲပစ္စည်းလာပြင်တာမဟုတ်ဘူးအခြေအနေလာစုံစမ်းတာပဲလို့တွေးလိုက်တယ်ကျုပ်ကအဲ့ဒီခိုးနာထောင်ဆက်ကိုလက်ထဲမှာကင်ပြီးချိန်စကြည့်လိုက်တော့သူတို့2ယောက်မျက်နှာချင်းဆိုင်ကြည့်လိုက်ကြတယ်ကျုပ်ရဲ့ဒီလိုတမင်ရှိုးဝက်တလို့လုံနေတဲ့အပြုအမူကိုသူတို့ကတိတ်မသိခံနိုင်တော့တဲ့ပုံပဲဒီတခါတော့ကျုပ်ကျက်ဥခောက်တန်ကိုတောင်မထုတ်တော့ဘူးလက်ချောင်းလေးနဲ့ပဲခိုးနာထောင်ဆက်ပေါ်မှာအချက်ကြကြခောက်လိုက်တဲ့အတန်းကစီချက်ကြကြနဲ့နှေးကွေးတယ်ကြည့်ရတာတော့တာမန်ခောက်နေတယ်လို့ပဲဒါပေမဲ့အဲ့ဒီမှာရှိနေတဲ့သူတို့2ယောက်ကတော့ချွေးတွေရွှဲနေပြီသူခောက်နေတာကကြကြရဲကိုခွန်တို့တူရီယိုရဲဆက်ခိဆက်စေအရေးပေါ်အစီအစဉ်ပြန်လည်ဖွဲ့စည်းခြင်းဘဲအင်းငါကြားတယ်ဒါကနိုင်ငံတော်အဆင့်ခိုးနာထောင်နဲ့ဆက်လေဒီလိုပီယိုရဲဆက်ခိဆက်စာလောက်တာကသူများမသိအောင်အတွင်းကခိုးဝင်းစိတ်ကိုဖျက်ဆီးပစ်ဖို့လှုပ်ထားတာဒါပေမဲ့အိမ်သုံးပစ္စည်းပြင်တဲ့သူသေးတယောက်ကဒါကိုလုပ်ရင်ပြင်နိုင်မယ်ဆိုတာဘယ်လိုလုပ်သိနေတာလဲသူတို့2ယောက်ရဲ့ရင်ထဲမှာလိုင်းတဘိုးတွေအကြီးအကျယ်ထစ်နေချိန်မှာကျုပ်လက်ထဲကခိုးနာထောင်ဆက်လေးရဲ့မီနီလေးလင်းလက်လာတယ်ရပြီးသွားပြီကျုပ်ပြောသားပဲဒီလိုပစ္စည်းမျိုးကအစုံအမလေးပေးမှရတာလို့ရွန်နစ်ဆက် QR code ငွေသားရှင်းမလားကကျုပ်ကလက်ထဲကခိုးနာထောင်ဆက်ကိုစားပွဲပေါ်ကိုပစ်ချလိုက်ပြီးသူတို့2ယောက်ကိုလက်နှစ်ချောင်းထောင်ပြလိုက်တဲ့ကညီကို2ယောက်လုံးဝကြက်တေသွားတယ်ကမင်းဘယ်လိုလုပ်သိတာလဲကပြောပြီးပြီလေဘိုးစင်ပေါင်ဆက်လက်ရလို့ကကျုပ်အဖိုးခေတ်ကလေးကဒီပညာနဲ့ရွာကထွန်ဆက်တွေရဲ့ဝမ်းချုပ်တဲ့ယောဂါကိုကုပေးခဲ့တာကဒါပေမဲ့စကားမဆက်ပြောရရင်တထေးတို့2ယောက်ခမရတို့ကဒီခိုးနားထောင်ဆက်ကို MP3 ဆိုပြီးလာပြောတာကတော့တိတ်မယိုးသားဘူးနော်ကခိုးနားထောင်တဲ့ဆက်ကိုကျုပ်ကတကယ်တချင်းဖွင့်ဆက်မှတ်ပြီးဖြုတ်လိုက်လို့ပြတ်သွားရင်ဘသူတောင်းဝင်လဲကအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါသူတို့2ယောက်လုံးရဲ့သပင်တွေချက်ချင်းထောင်တက်သွားပါတော့တဲ့အခါ